ချက်စုလို့ခေါ်ပါတယ်။ဘွဲရတာကတော့နိုင်ငံသားဘာသာတက္ကသိုလ်နေပြင်သစ်ကိုရခဲ့တယ်။အခုလက်ရှိမှာတော့ကျွန်တော်တို့ဖယား University ချင်းမိုင်ရနေမှာဒီ MA TESOL Master of TESOL ဆိုတဲ့ဒီအင်္ဂလိပ်စာကိုအထူးပြုတဲ့ဘာသာနဲ့ပေါ့နော်လက်ရှိအနေထားတော့ကျောင်းတက်နေပါတယ်။ကျွန်မကျောင်းပြီးသွားတဲ့အခါမှာတော့ကျွန်မနေကိုပြန်တယ်။ကျွန်မနေကလာရှိုးဆိုတော့ကျွန်မအဲ့မှာကျောင်းပြန်ပြီးတဲ့အခါမှာကျွန်မကလေးတွေကိုစာသင်တယ်။ဆိုတော့ကလေးကတော့အရွယ်ဆုံးပဲ။ဒါပေမဲ့သူတို့တွေတော်တော်များများကတော့ government school ကနေမှာပဲဖြစ်တယ်။ကျွန်မရဲ့အဓိကလုပ်ရတဲ့အလုပ်ကကြတော့ဒီ government school ကဒီအငယ်တွေဆိုလို့ရှိရင်တော့သူရဲ့ force skill တွေသင်ပေးရတယ်။အဓိကသူတို့ကလည်းနိုင်ငံသားကိုပြန်ပြီးတော့သွားကျင်တဲ့ကလေးတွေပေါ့နော်အဲ့လိုကလေးတွေကိုသင်ပေးရတယ်နောက်တစ်ခုကတော့ကျွန်မကဒီgrade 12ပေါ့အဲဆိုတော့ဒီ G12 တွေအတွက်ဆိုရင်တော့ကျွန်မကအင်္ဂလိပ်စာတွေကိုသူတို့ရဲ့ဒီစာပွဲဖြစ်ဖို့အတွက်ကျွန်မလုပ်ပေးရတယ်ငယ်တွေကနေမှလုပ်တာတော့အရင်ကောင်းဘာဖြစ်လို့လဲဆိုတော့ဒီရဲ့ language တစ်ခုကျွန်တော်စပြီးတော့ learning လုပ်တာပေါ့နော်ဒါကတော့ကျွန်မ language တစ်ခုပဲပြောတာဒါအင်္ဂလိပ်စာပဲဖြစ်ပဲ language ပဲဖြစ်ပါနော်ဆိုတော့ခုနကပြောတဲ့အတိုင်းပဲဆိုရင်တော့ကျွန်တော်ကဒီ high school မှာကကျွန်တော်တို့ဒီပုံမှန်အားဖြင့်တော့ government မှာသင်ကြားတာကတော့ကျွန်တော်တို့တည်ထားပြီးတဲ့အတိုင်းပဲဒီကလေးတယောက်ကိုပေါ့နော်ကျွန်တော်တို့ပေးနိုင်တဲ့ level တစ်ခုကကျွန်တော်တို့ကတခြားနိုင်ငံနဲ့တွားတဲ့အခါမှာကျတော့ကျွန်တော်တို့နိုင်ရှင်လို့မရဘူးဆိုတော့ကျွန်တော်တို့ဘာတွေလုပ်တင်တာလဲဆိုကလေးကိုတော့ကျွန်တော်တို့ကအဲ့ချိန်မှာဒီနိုင်ငံခြားကိုတွားမဲ့ကလေးတွေအတွက်ဝင်လို့ရမယ့် level တစ်ခုကိုလုပ်ပေးရတယ်ဥပမာဖြင့်ကျွန်တော်တို့ဒီလက်စာတစ်ခု level ကိုတွားတဲ့အခါမှာဆိုကျွန်တော်တို့ A1 A2 B1 B2 C1 C2 ဆိုရှိအထက်တန်းနေပေါ့နော်ဒီဘက်က university ကူတော့မယ်ဆို at least ပေါ့နော်အနည်းဆုံး intermediate ပေါ့နော်ကျွန်တော်တို့အဲ့လောက် level လောက်လို့လဲဆိုတော့ကလေးတွေကအဲ့လောက် level မှမရဘူးဆိုရင်တို့အရန်ကိုခက်ခဲစွာနဲ့ပဲဖြတ်တန်းရမယ်ခုလိုမျိုးကြည့်လိုက်တဲ့အခါမှာတော့မြန်မာပြည်မှာတော့ပေးတဲ့ education ပေါ့နော်အများကြီးရှိတယ်။ဘယ်လိုမျိုးလဲဆိုတော့ဥပမာ government ကနေပေးတာပေါ့နော်ကျွန်တော်တို့ဒီအစိုးရအကြောင်းတက်နေတဲ့ကလေးတွေရှိတယ်။သူတို့ဆိုရင်တော့ခုလက်ရှိမှာ G12 ဆိုတဲ့ grade 12ထိတက်ရတယ်။ဒါကတစ်ကြောင်းနောက်တစ်ခုက international school တွေကတော့ကျမတို့တည်ထားပြီးတဲ့အတိုင်းပဲသူတို့ရဲ့ဒီပေးတဲ့ curriculum တွေကအကုန်လုံးကလည်းဒီ English စာနဲ့ဆိုတော့သူတို့အတွက်ကတော့ဒီ English ပေါ့နော်တခြားတော့မဟုတ်အဲ့ဒါတော့ familiar ဖြစ်တယ်။ညာရေးရတော့အများကြီးရှိမယ် online learning တွေလည်းရှိမယ်ပေါ့နော်။ဒါပေမဲ့ပထမတစ်ခုတွေ့ရတာကတော့ဒီ English စာကိုပဲကြည့်မယ်ပေါ့နော်။ကျမတို့အတွက်ပို့ပြီးတော့ခက်ခဲဖြစ်လာမယ့်အနေအထားတစ်ခုဆိုရင်တော့ဒီ government ကနေသွားတဲ့ကလေးတွေအတွက်ကတော့နည်းနည်းခက်ခဲတဲ့အနေအထားတစ်ခုရှိမယ်။ဘာလို့လဲဆိုတော့ဒီပေးခဲ့တဲ့ဒီပေါ့နော်ဒီအင်္ဂလိပ်စာကိုပေးခဲ့တဲ့ဟာတွေကလည်းအရင်ခက်ခဲတဲ့ခါကျတော့သူတို့အတွက်ကတော့ပြန်ပြီးတော့ဒီလုပ်ဖို့ရန်အတွက်ပေါ့နော် at least နေနေကတော့ကျွန်တော်တို့အနည်းဆုံးကတော့တစ်နှစ်တောင်းမှဝင်လေဒီကလေးရဲ့အရေးချင်းပုံမှာမူတည်မှ2နှစ်ကြာသွားနိုင်တယ်